ပါတကယ်ကောင်းပါလေကျွန်တော်ပြည်တဲ့ကိုများလို့ပြောရမယ်ဖြစ်ပါတယ်ငါးပဲနှစ်ပွဲမပေါက်ကြောက်ပဲစပါပြီဒီကိုသားပဲမပေါက်ပါဘူးထပ်ဆိုရင်ပုံရတယ်ဗျာဝမ်းလက်ရရှိတော့ပါပြီဂျွန်ကိုဝမ်းလက်ရရှိတော့ပါပြီဗျာဒါလည်းပြပါတယ်ပြရတယ်တော်များတယ်ဗျာပြီးပါပြီဟုတ်ကဲ့လက်ဝဲမှာအမှတ်ဒီပွဲနာခုတော့ပထမပွဲဂျူကိုနိုင်ထားပါတယ်ဒုတိယပွဲပါလက်ဝဲမှာအမှတ်ပါဒီကွာလောင်းပါလေဝေးတဲ့ဒုတိယဒီရဲ့ရင်းနဲ့တော့ဟုတ်ကဲ့အမှတ်ကတော့အမှတ်ဒီဖြစ်သွားပါပြီ1 off ဖြစ်သွားပါပြီဝင်းရတော့တမန်ပါဗျာကောင်းတယ်ဝင်းငါးသိရပါကွာဝင်းပြီးတော့ငါးသိရပထမပွဲဂျူကိုနိုင်ထားပါတယ်ဒါရတော့ပြတ်သွားလို့ပြန်လွှင့်နေတာဗျာဟုတ်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 ကျေးဇူးပြုပါမတူဝမ်းရှိတော့ပါပြီဒီဝမ်းမှာ4-1ဖြစ်သွားပါပြီဗျ4-1မှာကင်မရာအခုပဲရောက်နေပြီဟုတ်တယ်ဒါကြောင့်ဒါကြီးနော်ဟုတ်ကဲ့4-1မှာအမှတ်ကဟုတ်ရလာလာတော့ဒါဒီကမောင်ဝဲတော့15မိနစ်10မိနစ်ဂျုံနိုင်သွားတာပါဗျဘာပေါက်မောင်ကျွန်းကြီးကိုပြေတော့လာမှာဟေးတော်ဟုတ်မယ်တေချာတော့လားအဲ့တောင်းပြန်ကိုလုံးလိုက်ပါကျွန်းကြီးကောင်းတယ်ကွာကျွန်းကြီးပါလားကျွန်းကိုမှတ်4-3ဖြစ်ပါတယ်anh chị đâu anh chị đâu chạy à anh chị đâu chạy cả chú ý à chú ý chị à tin đâu chú ý chị đâu chạy à ô mà này ra trong nhà đi đây chú đi đây con đi à khăn chút vậy không nhau là người nhiều cái nào vậy mà cả phải đu vào chứ cháu chỉ năm mẹ chúng ngắm mẹ bà không phải xe cháu sao vậy thì tụi em mà bao bảo nó quên đi thà nào phim mày thôi phải bà phải cả nên để nó bảo cháu thì thôi thôiဟုတ်ပါလေဗျခမပွဲဒီကောင်ထွက်ထားပါလေဟုတ်ပါလေငါးတင်းကတကယ်ပေးမှာပါဟိုနိုင်သွားရင်ပေးမှာပါက3 set ပါ4 set ဖြစ်တော့ပါပြီနော်ကျန်လေးက4မှတ်ဂျုံကို6မှတ်ဖြစ်ပါတယ်ဟုတ်ဘုမတော့လေအဲ့တမကတဲပြီးရတာကိုပေးလိုက်ပိုင်မြင်က9ပြီးဆက်လက်မှာပါဗျဟုတ်ရတယ်ခေါင်းပါလေနှစ်ပတ်ငါပေးပါဗျာ
ရောက်တော့အားပေးပါတယ်ဒါပေမဲ့ကိုကြီးက5သိန်းပြရမယ်ဗျာဟုတ်နိုင်ခဲ့တော့ချင်းဂျွန်ကိုသူကနေရော5သိန်းပြရတယ်ဗျာမယ်ရချစ်ပါရောက်ကြောက်တာရောက်ကြိုက်တာ ဟုတ်တယ်ဘောကျွန်တော်တို့ချင်းဝိုင်းလာကြည့် အမှတ်က6-4ပါဗျာဟိုကျန်တိုက်ကြောက်လေးပြချင်းလို့ အမှတ်6-4ပါကိုနေရောင်ထုံးရင်ပထမကျွန်တော်ပြောထားတာအများကြီးပါကြည့်ရတာဟုတ်တွင်းကြီး2သိန်း2000ပါပြင်ကြီးတော့များပါလေ ဝေးတယ်ဗျာဝေးတယ်ကျွန်တော်အဲ့ဒါတွေပြန်ဆက်ပါမယ်စိတ်ချဟုတ်ကျွန်တော်ပြန်ဆက်ပေးမယ်လားဘူးလားဝေးဟုတ်ကဲ့ကျွန်တော်ဟိုဒါ5မိနစ်10မိနစ်ကိုချက်တိပြန်ဆက်ပေးမယ်အေးမဟုတ်ကဲ့ပါ ဟာကိုရှင်းလို့တော့ရဟုတ်တော့လားရှင်းလို့တော့လားမအမီဟိုအေးဘိုးတဝဲနိုင်သွားပြီဗျာဟဲ့လားကောင်းကြချစ်မှတ်တယ်ဗျာ ကိုထွေးမလို့ရော နိုင်ရတော့ကိုထူကအတိကြပါပဲ ဟုတ်အမှတ်က6-4ပဲရှိပါသေးတယ် ဒီလိုစားပေးမပေါက်တဲ့အတွက် ဒါဂျွန်ကို6မှတ် ပေါင်းတယ်ကွာ တော့ဆရာ4မှတ်ပါ ကိုကြီးကချင်းဝင်ရလဲငြိမ်နေကွာဒီပြားကလည်းပြောကြပြီဂျွန်ကြီးကွာကိုမဖြစ်တာလေဗျာကဲဂျွန်လို့နိုင်သေးကျင်တာသူ့ဝင်5သိန်းရမှာကိုပူနိုင်သေးကျင်တယ်ဗျာဟုတ်မှာဂျွန်ကြီးကွာကောင်းတယ်ကွာ8ဂျွန်မှတ်ချင်းတော့ပါလေဆရာလေး4မှတ်ပါဆရာလေး4 ဝဲ မှတ် ကောင်းတယ်မပြေဝဲချင်းဝဲဒီပွဲမှာမဟုတ်ဘူးဒီပွဲမှာကိုကြီးက65 4လောက်မှဝင်နေမှာပြေဝဲပြဖို့များတယ်ဗျာအခုကတော့ဒါဂျွန်ကိုမှတ်တာပြီလို့နော်ဒီလိုဂျွန်ကိုနှစ်ပွဲလုံးနိုင်ရရှိသွားမယ်ဆိုရင်တော့နောက်တည့်ရမှာပေါ့ဒါဆရာလေးအကြ9ပေနှစ်ကို open ပြန်ဆော့ပေးရမှာပါဒါပွဲမစခင်ဆက်ထားတဲ့စီမီစီကမ်းမှာလို့ ချောင်းစရာပြကျွန်တော်ဟိုဒီစင်းနဲ့ကွင်းကိုရိုးတော်လဲဆိုမနိုင်ဘူးအချင်းရိုးတော်လဲဆိုโอเค8မှတ်4မှတ်ပါโอเคနောက်တော့တစ်မှတ်ဖတ်တက်ပါပါပြီဂျွန်ကို9မှတ်ကျောင်းဆရာ4မှတ်ပဲရပါသေးတယ်ဒါစားပိတ်တွေလည်းပေါက်တယ်တဲ့ရလေဒီမှာကစားနေကြဒါအချစ်မပေါ့ဗျဟုတ်ပါလေဒါ4မှတ်9မှတ်ပါဆရာလေး4မှတ်ကျောင်းဆရာ4မှတ်ပါဒီကို9မှတ်ဟုတ်တယ်ဗျာသူ့ပုံဝင်5သိန်းရမှာပါဗျာဟောညီမအဲ့ဒါကောက်ဘူးကိုရဲကောက်တာအဲ့နှစ်ကောင်ကိုလူပြီးတဲ့နှစ်ကောင်အဲ့ဒါ မှတ်9-4ပါဗျာဟောကြာတိုက်ပြီးကောင်းရမကြောပါဘူးကောင်းရမကြောဘူးပြင်ဗျာလက်ဖိုးပြသွားပါကြီး မှတ်တော့လက်4ဖြစ်သွားပါပြီဂျွန်ကို10မှတ်ကျောင်းဆရာ4မှတ်ပဲရှိပါသေးတယ်ဟာဘုရားဝေးကြားတယ်ကိုစိုးမင်းအစွတ်အကောက်နော်လုံပွဲပါညာသူပြောလာပြီးတော့မှန်လိုက်ရင်ဘန်းပါမယ်ဗျာခိုင်က5ဘတ်ပွားပါတယ်5ဘတ်ပွားပါတယ်ရတက်စရာတက်စရာရ ကောင်းတယ်ကွာ လုံးမီတော့ချင်းမလုံးမီတော့ ရပါဘူးဝါဖိုင်ပါ ဘာဖိုက်ကိုကျင်းစားလေး ကျင်းတော့ကြောင်းတယ် ဒီစစ်ကတော့ဘာရှိတယ်လေ ဝ
ဟုတ်ကဲ့အမှတ်ကတော့5-1ပါကျောင်းဆရာ9မှတ်ဂျုံကို7မှတ်ဖြစ်နေတယ် အားမတ်တက်ပါဗျာ တကယ်ဒီပွဲနှစ်ပွဲလုံးနိုင်သွားရင်လည်းနောက်ဒီဘက်ဒီမှာကျောင်းဆရာကြိုက်ညဆော့ပေးရဖို့ရှိပါတယ်9ပေ2နဲ့ညဆော့ပါပါဒီကွင်းတော့မဟုတ်ပါဘူးဒီပြင်6ကွင်းပါပါအကျေဟုတ်ပါတယ်ပိုက်က9ပေ30ပါဒါအပြင်ကလည်းလိုက်လို့မရဘူးကျွန်တော်10တောက်ကွင်းချင်းတယ်တော့ ပြင်းပြင်းနေ ဒါကွင်းနည်းနည်းကိုကျဲမယ်ဆိုရင်တော့အမှတ်ကအလောက်မပြတ်ပဲကြည့်ကောင်းမှာပဲဖြစ်မယ်ဟုတ်တယ်1 fight ဖိုင်ဟုတ်မယ်ကိုကျော်စင်းကြီးကိုကလားလေးဟိုကွင်းလဲချင်းတဲ့ပြင်ဒီကွင်းကဟိုငိုက်ပြောလို့ပေါ်ထောင်သွားရင်တိတ်ပြီးဟိုဖြစ်ရှိရကြည့်ရတယ်နည်းနည်းမှောက်နေတာဖိုင်ဝဲမှာအမှတ်ကကျောင်းဆရာ9မှတ်ဂျုံကို7မှတ်ပိုက်ပေါ်မှာရန်တာနေတယ်ဗျာ ကိုသိန်းနိုင်ကျောင်းဆရာကြိုက်ကတော့နည်းနည်းရစ်တော့လုံးပါပဲဒါပေမဲ့ပွဲမစခင်လုပ်ထားတဲ့စီကန်းရတော့ကစားပေးရမှာပါ9မှတ် ဝေးပါမယ်ဟုတ်ကဲ့9မှတ်7မှတ်ပါ5-1ပါဟုတ်ပါတယ်ရှေ့မှာကြဲကြဲမဟေးဒီပါကြဲကြဲမဟေးဒီတန်ကြားနေရတယ်တဲ့ဘောကဟုတ်ကဲ့ပါဗျအတန်ကြားနေသိတယ်နော်ဟုတ်တယ်ကိုကလားလေးတော့နည်းနည်းလေးဘေးလိုက်နေရလဲပါဟုတ်ကဲ့7-1ရှိတော့ပါပြီနှက်ကတော့ကျောင်းဆရာဒီဘက်ကအင်ကြီးကျွန်းနဲ့ကျောင်းဆရာပါ7-1ရှိတော့ပါပြီတမတ်ထိုက်ရပါတယ်10မှတ်7မှတ်ပါ3မှတ်ပဲပြောရတယ်တောင်းဆရာ10မှတ်7မှတ်10မှတ်ပါညောင်လုံးကောင်းပါလေဗျ10တောက်လေးတွေနော်အားလုံးစကင်းလန်းပြည့်တဲ့လူတွေရှင်းမဲ့7မဲ့ပါရပါလေဗျချုပ်ကမပေါက်ဘူးဒီဘွဲကိုရောင်းနိုင်မကြည့်ကန်ဟုတ်ရောမပိုင်ပါ ဟုတ်လို့ဆက်ရ 3မှတ်ကျောင်းဆရာတော့တမက်ထည့်ရပါတယ်ချိုးကိုရတယ်ကွာ ဟုတ်7မှတ်9မှတ်ပါ ချိုးကိုတော့နေသူကတော့အဲ့လိုဟိုတပိုင်းကြီးကတော့အဲ့လိုမှတ်ပြီးသွားပြီစီးရအဲ့ဒါနားပြီအားလုံးဟုတ်ကဲ့အမှတ်ကတော့9မှတ်7မှတ်2မှတ်ပဲပြောတော့တယ်ဟုတ်တမက်ထည့်ရပါတယ်
10မက်7မက်ဖြစ်သွားပါပြီ10မက်7မက်ဖြစ်သွားပါပြီကျောင်းဆရာစားပဲပါ10မက်7မက်ဖြစ်နေပါပြီဒါမှတ်ကွာတက်လိုက်တာလိမ့်မှတ်ကွာနေပြန်လိုက်တာ7မက်7မက်ပါကျောင်းဆရာစားပဲ ကျောင်းဆရာ7မက်ဂျွန်ကို7မက်အမှတ်ပြီးဖြစ်သွားပါပြီဗျနော်ဝိုင်းအောင်ဖြစ်သွားပါပြီကျောင်းဆရာ7မက်ဂျွန်ကို7မက်ပါဗျဒီမက်ကွာနေပြန်လိုက်လာတာပါနော်ဒီပဲကျောင်းဆရာ7မက်ဂျွန်ကို7မက်ပါကျောင်းဆရာဟောက်ရောက်ပါပြီကျောင်းဆရာဟောက်ရောက်သွားပါပြီဗျဂျိုကတော့7မှတ်ပါကျွန်တော်ပတ်စားမှာဟုတ်ပါဗျာကျွန်တော်ကတက်တယ်ပါညားရတယ်ဒီမှာလည်းဂျိုပေါ့ပေါ့လားဘာမှမဖြစ်တော့ကျောင်းဆရာပြည့်တဲ့တွေကကြောက်ခဲပြန်ရေးပေါ့ဒီမှာ၄မှတ်ကွာနေပြန်လိုက်တာဒီပေါ့လေခဏနေပါဗျာနားတော့တယ်ပြန်ဆောက်ရအောင်လေဟုတ်ကဲ့那个后文嘛的，3မဲ့7မဲ့ပါကျောင်းဆရာစားလေးဖြစ်ပါပဲ好ပါပါရှိတော့ဟုတ်လောပါမလောပါမဟိုကလည်းမင်းတို့ကလည်းပြည့်ပြည့်မယ်လို့ပြောနေတယ်ပေးလို့ပေးရမှာနေဟုတ်ပြတော့ပါဘူးကိုသားလေးသူကဟိုပတ်သက်ကြီးတော့ရှိပါတယ်ဒီကိုနိုင်သွားလို့ရှိရင်ကျောင်းဆရာချက်ကျဆုပ်ပေးရမယ်ဆိုတော့ဒီနေ့တော့2ပွဲပါပဲဟာတူဟုတ်ဟုတ်ပြတော့ပါပြီဟိုကပြတော့ဂျူးဖြစ်တော့ပါပြီဗျလက်ပေါ်ပါဗျာလက်အော်ပြတော့ပါပဲဂျူးဖြစ်တော့ပါဟုတ်လားဟုတ်ပါရဲ့ဆရာဟုတ်တယ်ကျောင်းကနေသူပြန်နေပါပါဗျာလက်ပေါ်ဟုတ်ပါပြီလက်ပေါ်ပြန်နေပါပါဗျာသူပြေးဟုတ်တယ်ဗျာ2ယောက်လုံးဂျုံနိုင်တော့နည်းနည်းတော့ဟုတ်ကင်မရာဆောင်းရတယ်ဒါကြောင့်နိုင်လေးရှင်ဘိုးလည်းအဆင်ပြေရောဝါလက်ပြောပါဝါလက်ပါဝါလက်ကျောင်းဆရာ7မဲ့လက်အောင်ဟို7မဲ့ပါကဲဝါလက်ပြောပါဗျာဝမ်းပါဗျာဟောင်းနေကြကျူးတယ်ဆက်ရောက်ပါတယ်ဟုတ်ကဲ့အဲ့ကောင်တွေရတယ်ကွာ7မဲ့10မဲ့ပါနော်ဟိုဒေါင်လေးကိုကြာသွားပါတယ်မှတ်ပါရင်းရဖက်ပါဟောပေဦးဗျာသေးလေးကြပါတိတာကြီးစီးပေါ်ဖွက်ကြဟုတ်တယ်ဒါကစီးရကြီးဘာလို့ဝိုင်းဘာဖြစ်သွားလဲလက်မတ်ကတ်လာပါ
မှ1 2ပါဗျဟုတ် ဒီက12မှတ်ပါ ကာဂျုံကို17မှတ်ကျောင်းဆရာ12မှတ်ပါ ဝေးမြောက်တယ်ဗျ ကျောင်းဆရာဟုတ်တော့ပါပြီ3မှတ်17မှတ်ပါဗျ ဟုတ်တယ်နော် 3မှတ်17မှတ်ဖြစ်တော့ပါပြီ ဘင်းပေါ်နေတယ်တော့ 3မှတ်17မှတ်ပါ17မှတ်13မှတ်ပါ ဟုတ်ပါဗျာ အဲ့ဒါလေဘယ်တော့ဘာလို့လဲဒီနိုင်နေဟုတ်17မှတ်13မှတ်ပါဂျုံကို17မှတ်ကျောင်းဆရာဟုတ်ပါ ဟုတ်ပါပါဗျာ 3မှတ်17မှတ်ပါဗျ ဟုတ်ဗျာဟုတ် ဟုတ်ကြပါ ကျောင်းဆရာစားပဲပါဟုတ် ဝမ်းပါ 1ပါ ဝေးဝေးကြောက်တယ်ဝေးအဲ့တော့ နည်းလေးမှန်တဲ့ဒါကြည့်တာ 1ဟုတ်ပါအမက်ကဟုတ်ဝဲပါဗျ ကောင်းပါတယ်ပြောတယ်လေးပြန်ပြီးပြောပါ ချင်းပြတောင်းလာဟုတ် များနေတယ် ဟုတ်ဝဲပါဆရာလေးစားပဲထိုးတဲ့ပုံစံလေးကြည့်လို့ရအောင်ပြဟုတ်ဝဲပါကောင်းပါလေဗျ ဝေးဝေး ဝေးသွားတယ် ခဏအောင်ပါဟုတ်တယ်မှန်တယ် ဒီပြန်ကြည့်ရောရောဝဲဟုတ်ပါဗျ ပြီးပါရေးဝေးဝေးဟုတ်ပါဟုတ်ပါနားလေပါဘယ်လိုဆောင်လဲ ကျွန်တော်ဒိတ် ခဏကသဘောပါကျဲလို့မရတော့ဘူး ဆင်းနေတာဝင်နေကြတယ်အခုဟုတ်ဖြစ်သွားပါလေ လို့မရတော့ပါဘူး ဟုတ်ပြီပါဟယ်လိုဟုတ်ကဲ့မမေဦးကျွန်တော်မမေဦးကိုခိုင်းကြခဏလေးပြန်ဆက်ပေးမယ်ဒီမှာရောက်ကလာရောက်နေဟုတ်လားအေးဟုတ်ကဲ့ကိုဟုတ်ဒီပြတော့ပါပြီဟုတ်ကဲ့ပါကိုလေးဟုတ်ကဲ့ဟုတ်မတူဟုတ်ပါ ဟုတ်ပါဗျာဟုတ်ပါ ကျွန်တော်က230နဲ့တင်းနေတယ်ဟောင်းတင်လာပြီ ပြီးပါဗျာ စားပဲတလုံးထပ်ပေါက်တဲ့အတွက်ဟိုဟောဖြစ်သွားပါပြီမတူပါဗျ73မတူပါ ဘုံနေရဝင်လာလို့ရခဏလေးဘုံဝင်လာလို့ခဏလေးက အဲ့လုံးမချုံအဲ့မရမချုံပေါ်ထိုင်ဆောင်ဝိုင်းဟုတ်တယ် လုံးဝထိုးသွား အဲ့လုံးမရတော့ပြောလို့ရအဲ့မနဲ့တော့တောင်းကြစားပြီးစစ်ဖတ် ဟုတ်အော်ဖြစ်ပါတယ်ဟယ်လိုဟောဟောပါမယ်အော်ဆက်တယ်230နဲ့ယူပါလားတဲ့ပြန်ပြောမယ်လို့ပြောတာလေကျောင်းဆရာစားဖြစ်ပါတယ် အမှတ်တူပါဗျာ ကျောင်းဆရာ14မဲ့73မဲ့ပါစားပဲတလုံးထပ်ပေါက်ပါလေ ဝိုင်းဟုတ်ပါပြီ point ဟုတ်ဖြစ်နေပါပြီဒါလေး point ပါ ဟုတ်ပါဗျာ